မောဆရာမှတ်တမ်းမှာကြိုးစားလိုက်ပါတယ်ကျွန်တော် channel ကြီးကမိတ်ဆွေတို့ကရက်တာရောက်မယ်ဘုဒ္ဓရရောက်မယ်စံကြေတော့ဇလန်လေးကိုလည်းတင်ဆက်ပေးနေတော့ channel လေးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် channel လေးကို like နဲ့ subscribe လေးမလုပ်ထားရသေးရင်လည်းလုပ်ပေးလိုက်ရအောင်ယခုတော့ကျွန်တော်တင်ဆက်ပေးမှာကတော့မနှောမရချွေညောင်းဒီတာပရာစံကြီးစလက်တော့ဖြစ်တော့နတ်ဆိုးဤယေဒနာတိုက်လို့ရပါတယ်ဆိုရိုးစကားတစ်ခုတော့မဟုတ်ရာဇဝင်ပုံမြင်တရုတ်တပွဲလက်ဆင့်ကံသဘောဖြစ်ပြောဆိုတကြသည်ကဖြစ်စင်တော်ရှိရွာစဉ်တကြောမှာရွာများစွာတီချီကြဤထိုရွာတိုင်းလိုထိုရာဇဝင်ပုံမြင်တပုတ်ကိုအကုန်လုံးလိုတိရှိကကြားဘူးပေဤစင်တော်တန်းတနေရာချိမိုးမြော်တကဲ့သို့ကြောက်တောင်တစ်ခုဤဘေးဘက်ရှိမြေလွင်ပြင်ထက်တွင်တစ်ပင်တပင်ထက်မနုဿတစ်ပင်ထိုတစ်ပင်ဤပင်စီထက်အခေါင်းကြီးတစ်ဖွဲ့ဝင်ပေါက်တစ်ခုမှဝင်ကဆင်းသွားပါကအောက်တွင်ကွက်လက်တစ်ခုဘေးမှာတော့တိမြစ်တွေထိုးဖောက်ကဖြစ်ဝေဒနာခံစားနေရသည်မနုဿလူသားမိမကြီးတို့မဟုတ်ဆုံးမကြီးဝေကျွေးခံသဘောဖြစ်မစားရပိန်ကခန္ဓာကိုယ်မှနွယ်မြစ်တွေထိုးပေါက်ကဖြစ်အပင်ကြီးဤစတင်ရာရေတောင်းမြစ်တစ်ဖွဲ့မကျွတ်လွတ်ဝိငယ်ရဲခံဘုံသားထိုအခန်းလေမှာတော့ကျင်းတဲ့ချင်းညီရဲနေတော့မိကြီးခဲရဲနေသဘောဖြစ်အပူမွေ့တွေထွက်ချနေတော့ကျင်းနေရန်များထက်လူလောဘသားများကကုနေရန်ထဲဟိုတစဒီတစကညိကဖြစ်အသက်ရှိဝေကျွေးခံလောဘသားများကျင်းသေးဝယ်တော့ရွှေငွေတွေအပြည့်နဲ့နတ်ဆိုးသဘောဖြစ်လူသားတစ်ယောက်အရင်တစ်ချိန်ကပေါ့လောဘကြောင့်ကျိန်စာတဲ့သဘောနဲ့ရွှေငွေတွေနဲ့အထီးကျန်အမောင်မိုက်မှာမပျော်ပိုက်တော့လဲနေထိုင်ရသည့်ညီရဲသောရုပ်ရည်ကြမ်းတမ်းသောဂျိုပါသည့်မိစ္ဆာကောင်ကြီးထိုနတ်ဆိုးဤခါတွင်ရွှေငွေတွေကိုရှိတ်ဆွဲကဖြစ်အစာရည်စာမှာတော့ငတ်ပြက်ကထိုဘဝဖြစ်ဝင်လာသူတိုင်းကိုလည်းဝိညာဉ်နှုတ်ကဖြစ်ဂုဏယံတွင်ဖန်ချုပ်ကဝစ်ကြွေးခံလောဘသားများအဖြစ်နေစရာပြောဝယ်မရှိရဲ့နာကျင်ခြင်းအတိဖြစ်စီရင်သဘောနေရာပေးထားတဲ့မိစ္ဆာနတ်ဆိုးဤယတနာတိုက်ကြီးထိုနတ်ဆိုးဟာအစာကျွေးကအစာမကုန်ခင်အတင်း၌ကလာရာလမ်းမှပြန်တက်လာပါကယတနာများအားရရှိနိုင်ပေ၏ထိုရာဇဝင်ဟာဖြစ်ပြောစမတ်တွင်ကျင်ရစ်တဲ့ဘိုးဘေးတို့အစင်လာတရက်လိုဧကံမန်ဟုတ်ချင်းကမူမိသူမြမသိရှိပါပေတချို့ကတော့ဒါဟာအစစ်မှန်ဟုထင်မြင်တက်ကြပြီးစ조사ကခြောက်ဝေကြတယ်တချို့ကတော့ကလေးများအတွက်တော့အေးရောင်ဝင်ပုံမြင်တေးတပွဲထင်ကြ၏ခြောက်ဝေသူများတွင်လည်းပြန်မလာနိုင်သူများစွာရှိကြပေ၏ပြန်လန်းကိုမြင်ရပါလိမ့်စကားပင်မဆိုနိုင်လောက်အောင်ပျောက်ချင်းမလပျောက်ဆုံးသွားကြပေ၏ထူဆန်းသောမရဏတော်ကြီးပင်ဖြစ်တယ်သို့သောခြောက်ဝေသူများကလည်းရှိနေစေထိုသူများထဲမှာစင်အောင်ရှိမဟာမြိုင်မြည်တဲ့တောင်ပေါ်ရွာလေးတက်ရွာစင်အောင်တန်းကြီးကကြောမီသဘောဖြစ်တီကထားရှိတဲ့ရွာလေးဖြောင်ပြူးတဲ့မြေနီလန်းလေးရွာဦးကထုံးဖြူဖြူဆဲလက်တန်းတရှင်ချင်းမြည်တဲ့ရွာဦးကြောင်းတောတောင်ပန်းမန်းခြေဒီပွင့်တွေကဝေဝေစားလို့ထိုးရကိုဘယ်နိုင်လို့မိနိုင်ပါလိမ့်ပကြီးရေးတည်တော်လဲတူနိုင်ဖွယ်မရှိတဲ့တဘာဝဤစုတ်ချက်နိုင်မမီတဲ့ထိုးပကြီးတရုတ်ဟာတဘာဝအလားဤအေးမြချမ်းမြေဖွယ်အတိပါထိုရွာလေးဤရွာလေးချီအောင်ရဲ့အရက်ဆိုင်တွင်အရက်လာတော့သူများအားတကားခန်းသဘောဖြစ်တောက်ချင်းတလောက်တော့ချင်းပေးနေတော့ရွာဤရှမ်းသာသောဥယာစာတယောက်နှဆိုးဤယတနာတိုက်ကိုအထာကြအန်ဒီကင်းစွာဝင်ရောက်ကထိုးဖောက်နိုင်ပြီဟုထင်မြင်မိကြသည်မွေလိုပါကတောအတွင်းဝင်ရောက်သွားတတ်ပြီးပြန်လာပါကရွှေများစွာပါချိလာတက်လို့သာဖြစ်တယ်မေးတော်ကမဖေးဘယ်သူမေးငါကိုပေးစားမယ်ကွန်ချက်ကိုတော့မပြသဘောဖြစ်ငွေအတွက်ကုညီတော်ကရရှိခြင်းအားမိသည့်နေရာကဆိုတာကိုမိသူကိုမြမဖြေကုံပြောရရင်ဒါဖြစ်သူဖိုးတေကိုပင်မပြော
ဥရစာဇနီးဖြစ်သူစောမှုမှာဒီဆုံးသွားခြင်းမှုမိတဆိုးသားဖြစ်သူဖိုးတေနဲ့တာဖာ2ယောက်တာအထီးကျန်စွာဖြတ်တန်းနေခြင်းဖြစ်ပြီးဥရစာမှာတော့မွေလေးရပါကပျော်ရွှင်စရာတွေအားဝဲယူကပျော်ပါတတ်ပြီးလက်ထဲတွင်တော့ငွေကတော့မမင်းသို့တော့တော်အတင်ဝင်သွားပြီးပြန်လာပါကချမ်းသာခြင်းအတိနှင့်ဖြစ်အောင်ချွေများစွာပါလာစမဲမျိုးတို့တက်ပြီးတရုတ်ကြီးအပေါင်းဆိုင်တွင်ရောင်းချကမွေရှင်စမဲမှုဥရစာမှာရွာတဲ့နှင့်မဟီနိဆန်စွာလူအလုံးကြီးစူးဆိုင်ကစူးစမ်းနောက်ရောက်ခံနေသူများစွာရှိပေတော့သည်ဥရစာတယောက်နောက်အိမ်တော်မပြူပါပဲတကိုယ်တည်းသာနေထိုင်ခြင်းမို့မိမိမရှိပါကသားဖြစ်သူအားကြည်ရှုစောင်းချောက်ဖို့ရာအမဖြစ်သူမဲပုကိုခေါ်ယူကထား၏သားဖြစ်သူဖိုးတေမှာမိတဆိုးသားဆိုတာထက်ပူတာအောင်စိုးဤမွေကြီးဟာဖြစ်မပူရအောင်လွယ်တကူရနေခြင်းမို့တုံဖြုံနိုင်ခြင်းမို့ဘဝင်စိတ်မှာအမောင်ဖုံးကမထင်ရင်မထင်သလိုပြဿနာချတက်ရံပြုတ်တက်ပြီးငွေနေရှင်ပေခြင်းမို့ဖိုးတေဟာသူ့နောက်လိုက်များကလွဲ၍ကြံလူများကတော့ချောင်ခွာကြသည်မြင်သည်နှင့်မစင်ကိုမြင်သည့်အလားယွန်ချပွဲလောက်ရက်လူတယောက်အဖြစ်ပေါင်းတင်ဆက်ဆံမှုမပြုကြပါပေအရှိန်တွေဟာတားဆီးနိုင်စမရှိပေလို့တောင်လီတဝိမှာကြွေကာကြတဲ့တည့်ရက်တွေအလားလက်ဘက်ကအချင်းကြီးများလာခြင်းနဲ့ရွက်တစ်တွေရွက်ဟောင်းတွေအထက်ထက်ကြွေချင်းနဲ့အတူဥရစာမှာလဲတပေပေနဲ့အိုမင်းကရင်လိုတမ္မာမြန်ဆန်မှုကရောပါလာပြီလို့ငယ်စဉ်တမ္မာစဉ်ကအပျော်ပါအတော့စားများအားမွေကိုရီလိုသုံးပြီးပျော်ခဲ့ခြင်းကြောင့်အတကြီးလာတော့ကအကျိုးဆက်အဖြစ်အရင်လိုတမ္မာမြန်ဆန်မှုမရှိတော့ပါပြီတာဖြစ်သူဖိုးတိမ်မှာလဲလူပြိုအရွယ်ပင်ရောက်ချိနေချေပြီဥရစာတယောက်ရင်လိုတော့တောဝင်သွားပါကမမြန်တော့ပါပြီအတော်နာမည်ကြလာခဲ့တယ်တခါတရံနွမ်းလာစုပ်ပြက်ကမောပန်မှုဖြစ်ရွှေလိုရွှေစအတုံးများမှလဲများစွာမပါလာတော့ပါရှိဒီလိုနဲ့တနေ့မှာတော့ကံကြမ္မာအလဲ့သဘောဖြစ်လောကဤအလိုကံတရားမြည်တဲ့မိမိတို့ဤအလုတ်အပေါ်ကောင်းဆိုးနှင့်မြည်တို့ပြုလုပ်ခဲ့ခြင်းသဘောအတိုင်းဆက်လက်ဖြစ်ပြရသည်မလွဲလို့ကံဆိုတဲ့အလုတ်ဟာကိုလှုပ်တဲ့စိတ်မနှောဥတီယာသဘောအတိုင်းသာပြန်လာမလွဲလို့ကံတရားဟာဖြစ်အလုတ်သာဖြစ်တယ်ယနေ့ခေတ်လူတချို့ဒီကံဆိုတဲ့စကားအလွဲမှားစွာဖြင့်သုံးလုံးထင်မြင်သိကြပေ၏ကိုလှုပ်တဲ့အခါအောင်မြင်တဲ့အခါကံကောင်းခြင်းတဲ့ငါပဲကွာဟုစိတ်ဘဝင်ထင်မြင်တတ်ပြီးကြာရှုံးမှုအစမပြေတော့ခါကံမကောင်းလိုက်တာဘဲသူဘဲရာကြောင့်ဟုပြောဆိုကာအပြစ်တင်ဖြေသိပ်တက်ကြတယ်ကံဆိုတာအလုတ်ဟုအနေရ၏ထို့ကြောင့်ကံမကောင်းဆိုတာအလုံးမကောင်းခြင်းမြည်၏ထို့ကြောင့်ဒါမိမိစောက်သုံးမကြလေခြင်းဟုသာဖြစ်ပေတော့သည်ဒါကိုငါစောက်သုံးမကြတာဟုလိုက်၍ပြောဆိုခြင်းပင်လောကျွန်တော်မသိချေနားမလဲပါချေဘယ်အချိန်တွင်ဖြစ်စေစိတ်ကောင်းဖြစ်လောက်ကင်ပါကကံတရားဟာဖြစ်အမြဲပင်ကောင်းမြတ်အောင်နိုင်ပေလေတနေ့ထိုနေ့ကလောင်ဝဟာဖြစ်တာလုံးနေသည်နှင်းမြူမုံများကမြေပြင်သို့တဖွာဖွာလေးနှင့်ခတ်ဆောင်းဆောင်းလေးကြာဆင်းလို့နေသည်အတန်းကြောင်ဝဲပြန်ကြာဆင်းလို့နေရှိပြီအေးမြမှုကချမ်းပြီမှုခက်ခိုက်တုံသဘောဖြစ်တဆက်ဆက်တုံးခြင်းကအေးချမ်းမှုကအနိုင်ပြပွဲမရှိတဲ့ချမ်းပြီဆောင်းပေမှုတာနေတဲ့လနှင့်အတူမြူမုံနှင်းဆက်အဆက်မပြတ်ရွက်ပင်ခိုကတွဲခိုလျက်ရေဆက်သဘောပင်အရွက်ပင်အကိုင်းခတ်မှာရေဆက်လေးတွေဒီခိုကဝဲလို့လွန်တရာအေးမြပြီရွာလေချိကျွန်းတဲ့တွေနဲ့ကျနာဆောက်လုပ်ထားသည့်အိမ်ကောင်းကြီးတစ်လုံးရေနံကိုကအောင်တုံလိန်သဘောဖြစ်ခန်းနာထဲဝလွန်းလာသည်ညအမောင်မိုက်ဝဲပိုးဆုံးကျအလားဟိုတဇက်ဒီတကွက်ဖြစ်ရွာချိအိမ်များတွင်မီးအောင်လေးများထိုချိန်ကရေနံစီထဲကထူးညီရတဲ့မီးအိမ်များဖြစ်အဝေးမှပင်မြင်နိုင်ပေ၏အခန်းတွင်ဥရစာနှင့်သားဖြစ်သူဖိုးတေတို့နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်းသဘောဖြစ်ဥရစာမှာတော့ချက်အရက်နှင့်တောဝတ်သား6မိဘုတ်ကိုတောက်စားကနေ၏အဖထူးထူးဆန်းဆန်းဘာပြောစရာများရှိလို့လဲအဖဟု
အဖေကိုတောင်ပေါ်တိုင်းသားများကအသုံးပြုကြသည်အဖဟုအမေကိုတော့အမိုးအမစသဖြင့်ခေါ်သုံးလုံးတက်ကြသည်အေးကွာငါသားမင်းကလောကမှာတီးတက်ဆရွယ်ကပင်အမိမဲ့သားမှုငါခါဂယုနာပို့မင်းကိုအလိုလိုက်လာခဲ့တာဒါကအမမှန်သဘောကငါမခွဲခြားနိုင်ခဲ့ပေလို့ယခုချိန်ဒီမြန်မာယွန်ပြက်စီလမ်းမရောက်နေတိတိုင်ငါရင်တွေကမေတ္တာတရားတွေဟာဒီဂယုနာတရားတွေဟာထိုရာကိုယ်တော်တီးတီးလျက်နဲ့အမားလိုမမြင်နိုင်အောင်ဇုံလုံးကန်းသဘောထက်ရင်နှလုံးကမေတ္တာတရားကကြီးမားလွန်းလာပါလားငါကိုငါတော်လက်ခံမရတဲ့မင်းပေါ်မှာထားတဲ့ငါမေတ္တာကကြီးမားခဲ့တယ်အမြဲတမ်းငါဟာအခုလိုမင်းဘေးမှာမရှိနိုင်ဘူးယက်တည်နိုင်လို့ငါတမင်းဟာငါမရှိရင်မင်းဟာလောကအလေမှာတောကပင်လယ်မှာမျောပါနေသူဖြစ်မှာမလွဲလို့ငါစိတ်မချနိုင်ဘူးထို့အတူမင်းအတွက်ငါချန်ထားခဲ့တာတွေကများပြားတော့လေမင်းဟာသုံးဖြုံးမှုပညာသာအလွန်တကြွမ်းပြီလို့ခြာပွေရှင်းပညာမှာတော့ဘယ်အသေးအမွားပင်မရှိဘလို့မင်းရှင်တန်မှာလဲငါမသိငါသားဦးဥရသာကပြောဆိုခြင်းကြောင့်ဖူတီမာတွင်းကြီးကနားထောင်နေလေသည်ဥရသာမစပွဲပေါ်မှာအရက်အားတောက်ကဖြစ်ဆက်လက်စကားဆက်ပြောလေသည်ငါဟာဂန်စီမန်ယာကြောက်ငါဟာရွှေတုံးတွေရရင်ခွင့်ရခဲ့တယ်ဒါကိုတော့မင်းလဲတည်တယ်တလောက်တော့ရွာသားတွေလိုတိကြမှာပေါ့ဘလို့နီးနဲ့ရယူခဲ့တယ်ဆိုတာတော့မတူမြမသိရှိဒီတစ်ခေါက်တော့မင်းကိုခေါ်သွားမယ်ငါသားမင်းဟာဂတိရှိရမယ်တစ္ဆာရှိရမယ်လောဘမတက်ရဘူးလိုချင်မှုကခုံမင်လာတော့အခါရလေလို့လေပျက်စီးရအရှင်တော်ဖြစ်လိုချင်မှုဟာတတိမမူကောင်းဆိုးသဘောလမ်းမှန်သဘောကိုမေးလျောထားသဘောဖြစ်ဘာနဖူးတိုက်တူးမဲ့စိတ်ကူးပင်ကြံစီရုံမှနိုင်လို့အတော်အတန်သဘောဖြစ်တာမင်းလိုချင်ရမယ်ထိုစကားကြောင့်ငိုင်နေရမှာဖိုးတေမှာထထိုင်မတက်ဝင်းပချွင်လန်းတက်ကြွကဖြစ်ဟုတ်ကဲ့အဖအေးမနေ့ပြန်စထွက်မယ်မင်းပြင်ထားငါကဒါနောက်ဆုံးတစ်ခေါက်ပဲကွာနောက်ထပ်မသွားတော့ဘူးမင်းဆက်လက်ထိမ့်ဖို့ကွာငါကငရေမှုတွေမရှိချင်ဘူးအရန်ခက်ခဲလာတယ်လို့ငါဟာရလာသည်မြပျော်ပါသုံးဖြုံခဲ့ပြီလို့မစူဆောင်းခဲ့ခြင်းဟာအလွန်တရာမယွန်းချင်းနောင်တဟာရင်ဝင်ရရှိသဘောဖြစ်ငါမင်းတို့မဖြေတာလွန်စွာခဲ့ရတယ်ဟုစိတ်မကောင်းသဘောဖြစ်ဆွနှစ်ဖွယ်ပြောကြရင်တော့အိတ်ရှိတော့ဟုတ်အစောထွက်ကြမယ်ဟုပြောဆိုလိုက်ပြီလို့ဖိုးတင်မာလဲထိုနေရာမှာအပေါ်တက်ကမိမိအခန်းသို့တက်သွားလေသည်ဥရစာမှာတော့တက်ပြေးတွေချရင်ပင့်သက်တွေအခါခါပေါ့ရောင်နီဝင်းနဲ့နေမင်းကြီးဟာဖြစ်နီးဝင်းနဲ့ရောင်နီဝါဝင်းသဘောဖြစ်အမြင်မမြင်နိုင်အောင်စတင်ထိုးထွက်လာခြင်းမို့တာမန်အနီလုံးမျှတာအမြင်မချူးချပါပဲမြင်နိုင်ပေသည်တောတော်များကနိုးထသဘောဖြစ်လုံချအသက်ဝင်လာ၏ကျင်းငတ်တို့အတန်သာတီဆိုတေးလွမ်းမောဖွယ်အဖော်မပါလွမ်းစွတ်တေးအလားတူရင်နှလုံးဝဲအမြင်မတိတဲ့အဖော်ဝေးတဲ့တို့တေးသွားလားဆွေးမိကအောင်းမေဖွယ်အတီးဖြစ်တောအဝင်တို့အရှိချတာနဲ့နေမင်းဟာလဲစတင်ကရောင်နီထွန်းလင်းစတင်ထွက်လာအချိန်နဲ့ထပ်တူကြနေပြီလန်ခီတွင်မင်းငါမဆရာရှိတာတွေရှိတယ်ငါသားနှဆိုးဟာလောဘသားသူချွေတွေကိုအမြဲခါးနောက်မှာချိတ်တွေ့ထားတယ်ကွပြီးတော့ဒါဟာတေမင်းတွင်ပဲအမယုံဖြစ်တာနဲ့နှဆိုးရဲ့လောင်ရင်ထဲမှာကဲသူမဲ့သဘောဖြစ်ဝကျွေးငရေသားဖြစ်မှာမလွဲထိုငရေသားတွေဟာလဲကဲသူမဲ့သဘောဖြစ်နေမှာမို့စင်ကျင်ရမယ်အမယုံရှိလို့မရဘူးကွဘာလို့လဲဗျရှည်ရယူလိုက်တာနဲ့ငါသားအမြဲကဲတင်ပေးဖို့ရာတောင်းပန်နေရတဲ့ငရေသားထို့အပြင်ဆုံးမကြီးမနုဿတိပင်ကြီးကနေဖြက်စီးရအခောက်တိုင်းတောင်းခံခဲ့ကြတယ်ငါမလုပ်နိုင်ဘူးဘာလို့ဆိုနောက်တစ်ခေါက်ငါရွှေတွေမရမှာမို့ပဲမလုပ်ဆောင်နိုင်ခဲ့ခြင်းသာဖြစ်တယ်အဲ့ဘွားကစိုးတယ်မမှန်သဘောထက်ငါရရှိဖို့သာစိတ်ပဝေရင်နှလုံးမှာလောင်မြိုက်တဲ့လောဘမီအပူနဲ့မှုငါဟာမကယ်လုံးနိုင်ကဲတင်မှုကိုမလုပ်နိုင်ဘူးမင်းတို့မှာကြားစာတစ်ခုချီတာကငါလိုမလုပ်လေနဲ့မနေမရှင်တန်နဲ့ဟူပြောဆိုရင်နှုတ်သားတော်တွင်သို့ဒုံးဝင်လာခဲ့သည်ယခုနေရာသို့မောင်ဖိုးတေမတိတော်တွင်ဝင်ဖူးပေမယ့်ဤနယ်မြေအရက်တို့မူမတိရှိမရောက်ရှိခဲ့မရင်နီးတဲ့နယ်မြေစိန်တက်နေမွန်းတဲ့ချိန်လောက်မှာတော့ဆိုတိုင်းတိုင်းအုံမိုင်းနဲ့စိတ်တော်တပွဲစိတ်ပဝင်ရနေချိန်ဆိုတော်လဲနေရတာစိတ်ပဝင်အလိုမကျအကျော်မလုံးတပွဲ၆ချားပွဲစိတ်ဝဲအကျဉ်းကျညင်းညူနေတပွဲဖြစ်ထိုတော်တန်းတဝိုင်းနေရောင်ပင်မပေါက်အောင်မြို့မုံတွေထူထဲကပိန်မောင်းအုံမိုးလိုနေသည်ဆိုတိုင်းတိုင်းတော်တွင်သို့
ခြေချတာနဲ့ခံစားမှုကမကောင်းတော့အမွေသက်ဖြစ်ဟောင်းနွမ်းလို့နေရှိ၏မောင်ကြီးရွေဝါဖြစ်မြူးမုံတွေကြားကအမြင်ဟာအတော်တန်ပင်မြင်နိုင်ပေ၏အဝေးစီရမှုမမြင်နိုင်တဲ့ဘောဖြစ်ဖို့တေမှာတကူတဲ့ဆိုကလွယ်ကူလာမီတော့မဟုတ်ထို့အပြင်ဥရာဇာဤလံပြမှုအာမသားကထားရပေ၏တတိထားကဖြစ်မသားကဖြစ်တော်တွင်သို့ဆက်လက်ဝင်လာရင်းဖြစ်အတန်ကြောင်6လမ်းလို့လာပြီးနောက်ဘိုးတေတယောက်ပါဇက်ဟောင်းသားဖြစ်အောင်အော်ဖွယ်အတိနဲ့မြင်ကွင်းမှာရှိနေတာကကြီးပေါင်းတွေအထက်ထက်ပြင်မဲနကချက်ထွေးတဲ့ဘောဖြစ်အတော်တန်သာအမြင့်ရှိတော်လဲပင်စီမှာလွန်ရမကြီးမားကနေသည့်အပင်နဲ့မမဲကြီးပင်စီဘဝဲဖွင့်ဟထားတဲ့သဘောဖြစ်အပေါက်ကြီးမှာအံ့ဖွယ်အတိရှိနေခြင်းဖြင့်ဒါပဲငါသာအခုကစားပြီးတတိသားကစင်စီပြီးမှသာပြောဆိုလုပ်ခဲ့မှာစီကန်းဆိုတာသူ့နေရာကိုနေရာသူစီကိုစီရမယ်တပတ်သက်မဆန်ပါပဲတွေ့မြင်တဲ့မြအရာတွေမဲဆက်ဆံတဲ့အခါမြတားမှုဖြစ်လောက်ကင်ပြောဆိုခြင်းဖြင့်စီစနစ်ရှိနေရမယ်ထိုအခါမှအကျိုးရလက်ကောင်းမြတ်ပါလိဟုတ်ကဲ့အဖအေးအခုစကန်းရှာမယ်ပြီးရင်ပြင်စာတွေရှိတာတွေနောက်နေ့အတွက်ကကြိုတင်ပြင်ဆင်ရမယ်ဒါအရေးကြီးတယ်မင်းနောင်အခါတကူတည်းလာတော့အခါလွယ်ကူစင်ပြအောင်တခြားမှထားပြောဆိုကပြီးရှေ့မှတစ်ပေမဲကြီးနဲ့မနီးမဝေးမလန့်မကန်းတွင်ထိုးထားတဲ့တဲအိုတလုံးအစင်းသေးပင်ရှိပြီထိုးတဲဘေးမှာတော့တစ်ပင်ချုံတွေများဖြစ်တာဝင်းရံထားသည်ထိုတဲလေးမှာနေစရာရအောင်ထိုးထားခြင်းမို့ရိုင်းနဲ့ရှိတော်လဲနေလို့ရပြီသေး၏ကောင်းကင်ပြင်အားအမောင်မိုက်ကဖုံးွယ်တဲ့ဘောဖြစ်လောကတခွင်မှဤနေမီတဝိုက်ဟာဖြစ်နေပြောဝဲမရှိအောင်ပူတာအောင်တိတ်ဆိတ်၆ကက်ကဖြစ်ဒါကောင်ကြီးငယ်မှုမတွေးရှိထို့အတူအမောင်မိုက်ဟာပေါင်းပိတ်မောင်မိုက်ပြီလို့အမောင်မိုက်ကြီးကြားနေတဲ့ဘောဖြစ်ကိုလက်ခန္ဓာကိုပင်မမြင်ရအောင်အမောင်မိုက်ဟာဆိုမမင်းမူထား၏ဆိုထိုင်းအမွေမြူများကအမြဲပင်ဝင်းရံကလွှမ်းခြုံလို့ထားပေ၏နှူသားမိဘုံဘေးတွင်အေးမြမှုကိုအန်တုကဖြစ်အေးငါသာပထမဆုံးလုပ်ရမှာကလိုအပ်တာကအသားတွေပဲကွာအမဲသားတွေကိုပုံမဲ့ရွယ်စားသုံးလုံးကိုခုတ်ထစ်ပြီးတေချာထဲ့လာရမယ်ပြီးရင်အင်ဖက်နဲ့ပြုတ်လုပ်ထားတဲ့ထဲ့စရာတောင်းတဲ့ဘွယ်အရာတစ်ခုပြုတ်လို့ရမယ်ပြီးရင်တော့အိတ်တလုံးရဲ့ကျိုးတစ်ချောင်းကတော့လိုအပ်တယ်ကွာကျိုးကတော့ဟိုမှာတော့ရှိတယ်မဟောင်းပေမဲ့အစင်သိရှိတယ်ဒါပေမဲ့အခုတစ်ခေါက်တော့ငါလဲခဲ့မယ်ခုလုံးသမျှဟာအစီနှစ်ကြလုံးဖို့လိုအပ်တယ်ပိုတာတွေရော့တာတွေမလုပ်ရဘူးလုံးမိရင်ပြက်စီးရမယ်ကွာတတိထားရမှာကတော့နတ်ဆိုးဟာအစာရည်ငတ်ပြက်သဘောမှုအစာစတော့နေတော့စီကနေအပြင်ထွက်ပြီးနတ်ဆိုးရခါနောက်ကတောင်းတဖွဲအဝကျဲနဲ့ထဲစရာတစ်ခုမှချွေတုံးချွေစာများကိုအမြဲယူဆောင်ပြီးအသားများမကုန်ခင်အမြဲပြန်လေတက်ရောက်ရမယ်ကွာဥရစာကပြောဆိုကအသားတို့များအားအရွယ်စားတော်ယုံများရရန်ခုတ်ထစ်ခါဖြတ်တောက်၍နေလေသည်ဖိုတေမာလဲငိမ့်သက်စွာနားထောင်၍နေလေသည်ဥရစာကငါသားခုတည်းကနေဆင်းသွားရင်ငါတို့လိုလူလောဘသားတွေဟာပြန်လဲမလွတ်မြောက်နိုင်ခဲ့ရင်မတိဆုံးတဲ့ခန္ဓာကိုယ်နဲ့ဝေဒနာနာကျင်ပွဲအတိဖြစ်ခံစားရတဲ့ငဲသားလိုဖြစ်သွားတယ်ကကဲသူမရှိတဲ့လောဘသားများအကူကြီးတစားစားအော်ဟစ်ကပြောကြတောင်းပန်နေတော့လေမင်းပွဲမရှိတဲ့ဂုဏယံများထက်ထိုးထွက်ကဖြစ်ထို့အပြင်အပြင်ကြီးအမြင့်တွေကြားကထိုးပေါက်ကနာကျင်ဝေဒနာဖြင့်မသေးဆုံးနိုင်တဲ့ဘောဖြစ်အပြည့်သားသဖွယ်ဝေကျွေးခံတဲ့ဘောနဲ့ပေါ့ကွာမိတို့ကတော့ကွာရင်နစီနဲ့ငါစီစိန်ထားပြီးသားမဟုတ်ငါသားတို့တာတွေလည်းပြီးစီးလောက်ပြီဆိုတော့အိတ်ကြရအောင်ကွာမနဲ့အစောတော်ဝင်ကြမယ်ခုလိုရာသီကကောင်းတယ်မိုးအခါဆိုရေတွေပြည့်နေတာနဲ့အချိန်စောင့်ရသေးတယ်ကွာဒါလည်းငါမှအစာရေးစာပြတ်တော့တဲ့ဘောဖြစ်စောင့်စားရတာဝေကျွေးတဲ့ဘောပင်ခံစားခဲ့ရတယ်ခုပြောဆိုကခုပြစ်တဲ့ထိုးထားတဲ့ဝမ်ခဲဝါကင်းကျန်းတွေနှုတ်သားလဲချကဖြစ်အိတ်ဆက်ရန်ကိုတွေးကိုစီဖြစ်အိတ်မပြောနိုင်ပါပဲလူလဲကစိတ်အစဉ်ရွံ့လွတ်နေချင်းဖြစ်ခေါင်းရံထက်တိတ်ဆိတ်ခြင်းကြားထဲမှာတစုံတစ်ခုဟာရှိကပ်ကတရွေ့ရွေ့ပြီးညကဥရစာတုံးတက်နေသောအသားတွေထဲ့ထားသည့်အိတ်ကြီးစီတို့တစုံတစ်ခုဟာပြီးရှိကပ်ကသွားနေအမောင်မအရိတ်တပွဲမဲမောင်တော့အရာကြီးရောင်နေမလင်းနဲ့စိုးထိုင်းနဲ့စိန်တော့မြူဖိုးတွေမနားမရက်ချက်တီးစွာကြာစင်းပေလို့ရောင်နီဝင်းနေမင်းဟာမတွေးရှိသို့တော်လက်ခရေးရေးအလင်းရောင်ဖြစ်ဘေးပတ်လဲအတွေ့မြင်နိုင်၏
နှုတ်ပါလာတော့ရိတ်ခါများအားစားတော့ကဖြစ်ကိုစီပလိုင်းသေးတယောက်တစ်လုံးစီမီးတုံးနှစ်ချောင်းနဲ့လိုရမယ်ရာအခါမှာရှိတ်ဆွဲထားသည့်အမဲလိုက်ဓမြောင်းလုံချရလွယ်ဦးစေတော့တောမို့ဆိုးများဝစ်စင်သည့်ရှမ်းပေါင်းမီပွားပွားဖြစ်လမ်းမောင်းရင်းမှကိုယ်တိုင်ဖြတ်ထားသည့်အကွက်ကျဲကျဲရှိတဲ့အင်ကြီးများဖြစ်အစင်းလေးပင်ပြင်ဆင်သဘောပြင်ဆင်လို့ပြီးသည်နဲ့နှစ်စိုးဂရင်းဝဖြစ်တဲ့မနုဿတစ်ပင်မဲကြီးစီတို့ဥရစာမှာခြေစုံမှရှောင်းလန်းသွားလေသည်ဖိုးတင်မှာတော့အတွေ့အကြုံအသစ်နဲ့စမ်းပြားပွဲအတိနဲ့အဘဲအဟိန်တလိษံများတွေးမြင်ရမလဲစိတ်ဝင်လုံချသဘောဖြစ်ဘေးပတ်ဝန်းကျင်အားစူးစမ်းကဖြစ်အနောက်မှာလိုက်ပါလာခဲ့ရှိသည်ဗဆက်တပွဲလူတရဲ့အမြင့်ကြော်ကြော်ရှိတဲ့ဝင်ပေါက်တကားတော့မဟုတ်အတော်တန်တာကျယ်ဝန်းဖြစ်ပေလို့တွားသွားကဝင်ရောက်မှသာအစဉ်ပြေလိတ်ထိုအပေါက်မှရှော့တိုက်ကဝင်ချင်းအောက်နှခမ်းအောက်ချီတချောင်းမှလည်းချုံးမွေကပြီးပြောင်းလဲလို့နေရှိသည်ထိုအပေါက်မှဥရစာတယောက်အရင်ဝင်သွားလေသည်တွားသားကဝင်ရောက်သွားသည်မို့ဖိုးတေလဲဥရစာအားမိတို့ကိုပေးကခေါင်းဝင်သဘောပြည့်ရှော့တိုက်ကဝင်ရောက်ခဲ့သည်ဟာပူဆက်ဆက်နွေးနွေးကြီးပါလားအတန်တီတို့ပင်ထွက်ရအောင်ပူနွေးဆိုစော့ထိုင်းမိုင်းလျက်ရှိပေတယ်မိအောင်အောက်မှာတော့မြေသားပင်လောအဘဲရပင်လောမသိတော့ပြော့တဲ့ဖွဲမားတဲ့ဖွဲအနင်းခံသဘောမို့မတိပါကခြာကြီးအားတနင်းသလိုပင်ခံစားမှုမို့အတွေ့အကြုံရစမ်းသစ်ပွဲစမ်းပြားပွဲဖြစ်နေလေသည်ဘေးနှစ်ဖက်ဝယ်အတော်တန်အကျယ်ဝန်းဖြစ်နီးရဲရဲဂူနေရန်များတွေ့ရပြီဒီမကြမီအတော်တန်၆လန်းလို့လာခဲ့သောအခါနားအတွင်းဝယ်သို့အတန်များကြားရပြီဒီတီတိုကရှိတဲ့သဘောဖြစ်အတန်များမှာညှဉ်းညူတဲ့ဆာလောင်ခြင်းနဲ့အာရင်ရှိတဲ့ဝိခံသဘောဖြစ်ကဲပါယူပါသဘောဖြစ်တဲ့နားဝယ်မကြားတဲ့နဲ့မကောင်းမှုအတုခအတန်မျိုးစုံဖြစ်အော်ဟစ်တီတိုညှဉ်းညူတဲ့များဖြစ်စူညံလို့နေသည်ဟာအမေနေပင်ထွက်အောင်မြင်လိုက်ရသည်ကလူသားပင်လောမတိနိုင်လောက်အောင်ခုနှစ်ရက်များထက်ဟိုတကွက်ဒီတကွက်နဲ့လက်ချီမထွက်ပါပဲခန္ဓာကိုယ်နေရာအချို့နဲ့မျက်နာအနီးများဖြင့်နာကျင်ပွဲခံစားနေရတော့တာရဲတို့ဤမျက်နာတွင်ဖြင့်ငရဲခံသဘောအလားတူသောလူသားများနှင့်အောက်ရှိတဝိုက်မှာတွန့်လိန်ကကောက်လို့ချက်ထွေးလိန်သဘောရှိသည့်တစ်မြစ်စုံများကြတိုးပေါက်ကထားတဲ့လူများပိန်ကက်မဲနကမလုံနိုင်ခန္ဓာကိုယ်မှာဖောက်ထွက်ခြင်းအဖြစ်ဝေဒနာဆုံးဆာလောင်မှုကခံစားနေရသည့်ငရဲသားများစွာနှင့်ကြောက်ကလက်တစ်ဖွဲအမြင့်ဆုံးအကြီးဆုံးတစ်ခုဤအောက်ရှိမှာတော့မိမကြီးဒါကဆုံးမကြီးပင်ဖြစ်ပေလိမ့်မယ်ငါသားဒါဟာကေတူမဲ့သဘောဖြစ်နှဆိုးဤတားကောင်သဘောဖြစ်တဲ့လောဘသားတွေပဲနှဆိုးကိုညံစင်ပြီးအစီအစဉ်မကျစီရင်ချင်းမှာမာရွတ်နဲ့စီဖောက်မှုအတွက်ပေးဆက်ရမှာကအသက်တစ်ခုပဲကွာအသက်ကတော့ရှည်လျားစေလိမ့်မယ်ဒါစင်ရင်တဲ့နဲ့ညံတတိရှိချင်းပေမဲ့နောက်အခါအခွင့်မရှိမှဆိုလို့မိဒီတယောက်မှကဲတင်သူမရှိခဲ့ဘူးကွာပြောကြခဲ့တယ်နားလည်အောင်ပြောရရင်တော့ကွာသူတို့ကိုကဲတင်ဖို့ဆိုတာယခုလက်ရှိနေရာကိုဖျက်ဆီးလိုက်မှသာဖြစ်မှာမို့ဒီကိုလာတဲ့လူတွေကလည်းကဲတင်ရှင်းအလုံးမှာမှမိမိကိုယ်တိုင်ကဲတင်ရှင်းသဘောဖြစ်တဲ့ရွှေတုံးများအတွက်လာကြပြီလို့စန့်ကျင်မဲ့သဘောရှိတဲ့အလုပ်ကိုမလုပ်ကြဘူးကွာဒါကလောကကြီးရဲ့အပြစ်သားမကောင်းခြင်းလောဘသာဖြစ်ပေလိမ့်မယ်ထို့နောက်ကူအလေချိတွင်းတဲ့ဘွယ်အတော်လန်ကျယ်ဝန်းသည့်အပေါက်တစ်ခုကျိုးတစ်ချောင်းကမူဘေးဘက်ရှိတင့်မြစ်တို့အားအစရှိသဘောဖြင့်ကြာစင်းလျက်ရှိကြောင်းတွေ့ရပေသည်နှစ်ဦးသားနားကြားရတာနားပြောဝဲမရှိတဲ့နာကျင်ချင်းအတိဖြင့်ညှဉ်းညူတမ်းများကြားမှတိုးညင်းသောစကားဆိုခြင်းဖြင့်၆လန်းကသွားလေသည်ငါသားခုကစားပြီးနတ်ဆိုး၏ကရုံးဝကိုတက်ဆင်းသဘောဖြင့်တတိတရားစီကံတရားနှင့်အချိန်မီပြင်ဆင်သဘောဖြင့်လောဘတရားကိုနိုင်နေအောင်လှုပ်ရှင်းဖြင့်ပြန်လဲထွက်ခွာနိုင်ပေလိမ့်မည်မှတ်ထားဟုတ်ကဲ့အဘထို့နောက်ပါလာသောကျိုးများအားငကိုချီနှောင်ထားသောတင့်မြင့်တုံးအားခိုင်မာစွာချီနှောင်လိုက်တယ်ထို့နောက်မိဒုတ်တစ်ဖက်ကိုင်းကဥရစာမှာကျွမ်းစင်စွာဖြင့်အရင်ဆင်းသွားပြီလို့ဖိုးတိမနဲ့အနောက်မှာဥရစာအတိုင်းဆင်းလိုက်လေ၏မိရဲသောဂုဏ်ရံများနှင့်လက်တကမ်းပေမို့ငကိုထက်မြင်ရတဲ့ငရေသားချိန်စာတရက်အလားနာကျင်သောဝေဒနာခံစားကနင်းမြုပ်တစ်ပိုင်းပေါ်ထွက်တစ်ပိုင်းနှင့်ဩဟိကနာကျင်နေသောရုပ်မျက်နှာများမှာတော့ထင်ပေါ်သဘောဖြင့်မြင်နေကဩဟိကညဉ်းညူရေကဲတင်ရန်ကူညီတောင်းသည့်ရုပ်သွင်းများအနီးကမြင်ရပြီလို့
၆ချားပွဲထိတ်လန့်ပွဲတနာစရာတပွဲစတော့ရက်တဆုံးအားခံစားရ၏အတန်ကြာအောင်ဆင်းလာတော့ကကိုချီကွင်းကွက်လက်တို့မြင်ရပြီထိုနေရာမှာကွင်းတော်ပဲအကျယ်ဝန်းမှအစာချီဦးလို့ကျိုးချီရနေရာသို့ပြန်လည်လာပြီးမှသာတက်ရောက်ရမှာမူဒါကတတိပြုရမိအချက်ဟုဦးရစာကရှင်းပြလေသည် ထို့နောက်အတော်တန်ကျယ်ဝန်းကပူနွေးသည့်အဝိုင်းအဝန်းသည့်နေရာသို့နှစ်ဦးသာပုံပမာအမုံအမွားတွေထူထဲကရှိသည့်နေရာမှဖြတ်တန်းကာဖြစ်ကွဲ့လေသို့၆လန်းကရောက်သောအခါမီးတုံများစိုက်ထောင်ထားသည်များအသုံးပြုပြီးသားမီးတုံများဟောင်းများအားတွေ့မြင်ရသည်ဥရစာမှလည်းထိုနေရာမှာပင်လက်ထဲမှမီးတုံအားစိုက်ထူကဖိုးတင်မှလည်းဥရစောလိုပင်ပြုလုပ်ဖန်တီးကစောင်းကြည့်၍လေးလာနေသည်ထို့နောက်ဝင်းပေါင်းနှင့်မနီးမဝေးမြေကွက်လက်တွင်ဥရစာမှစီးသွဲမြေကွက်တွင်အဝိုင်းတံစီးချထားကဖြစ်ထင်စားစေရန်လဲတေချာစွာအထက်ထက်တားလိုက်လေသည်ငါသားစီးတွင်းမှနေဝနှဆိုးကစီးတွင်းကိုရှင်မချရဲသလိုပါလာတဲ့အသားမခုံခင်လည်းအမြန်ပြန်တက်ရမယ်ဖိုတင်မှာစိတ်လုံရှားကဖြစ်ဦးကောင်းသာငိမ့်ပြ၍ထွက်ပေါ်လာမဲ့နှဆိုးဟာတကယ်တရုပ်ဖြစ်အဘယ်တရုပ်ဖြစ်ထွက်ပေါ်လာမလဲစသဖြင့်အန်အုပ်ပဲအတိဖြစ်ရများမှာအဘယ်လိုတရုပ်ဖြစ်မလဲတွေးပဝင်စိတ်မှာလုံချကဖြစ်ဘူးရစာတယောက်ပါလာတော့အင်ဖက်နေပြီးတော့ဒါတောင်းလေးအားစီအီအပြင်ဘက်တွင်ချကဖြစ်နှုတ်မှလဲအရှင်အတွက်လာဆက်တာပြီလို့အလေးအမြဲမလာကစားတော့ပါအောင်ဟုပြောဆိုကစီရတွင်မှာစောင့်စားကနေလေသည်အရှိနေရအကဲခတ်နေဤဖိုးတင်မှလည်းငြိမ်သက်လို့ထို့အတူအရာရာတည်ငါမှရာရာငြိမ်သက်ကပြီမကြာမီအချိန်ခဏမှာမြူခိုးတွေပူထူထသဘောဖြင့်မြေပြင်ဖုံထူထူကြားမှဘွားကနေထိုးထွက်လာတာကဥချိုကြီးနီးရဲကကြမ်းတမ်းခတ်တန်သောဘလူးတော်ဝဲရုပ်တွင်ဖြင့်အစိုးရုပ်မြင်ဖွယ်ပင်မရှိတဲ့နတ်ဆိုးကြီးဥကောင်းထိတ်တက်တဲ့တွင်ကားထွက်ကားဖြင့်အဖူအတေတွေဖြင့်ဂျိုကြီးနှချောင်းမဲနက်ကဖြင့်ညီရဲသောအသားရောင်ပိန်ကက်သောကိုနှင့်ပြူးကြောင်ကြောင်မျက်လုံးများနှင့်ခြိုင်ဝင်နေသောမျက်တွင်းကြီးဖြင့်မြင်ရတာမြင်ပွဲပင်မရှိတဲ့စိုးရုပ်အသွင်အတိနှင့်ထို့အတူတချွင်ချွင်အတန်ပေးသဘောဖြင့်ကြောနောက်ခါမှာအမွေးမြင်များကြားတွင်ချိတ်ဆွဲကာရှိထားသောရဲစားဖြင့်အတော်တန်သာရှိသည့်တောင်းတစ်ဖွဲအဝကျဲအရာတစ်ခုထိုအရာနှင့်အပြည့်တာမန်ရွယ်စားရှိသည့်ဝါဝါဝင်းသဘောဖြင့်ရွှေတုံးများမြင်ရပြီအလံပင်ပေးနေသဘောဖြင့်ဆွဲဆောင်ကရှိနေလေသည်စူးဆိုင်ကကြောင်ကြည့်နေသောဘိုးတေဥရစာမှာတော့လောက်ကင်နေကြအလုတ်ပေမို့အသားနောက်တရုံအားထုတ်ယူကာစားတောက်နေသောနတ်ဆိုးထံသို့ပြစ်ချကာအာယုံမှာအသားစီသို့ရောက်စီနေသောနတ်ဆိုးထံသို့ရှိကမြန်ဆန်စွာဖြင့်အိတ်အားပုတ်ချကာကြာလာသည်မြချွေတုံးလေးများအားကောက်ယူနေသည်အတော်အတန်သာရရှိသွားသလိုနတ်ဆိုးဟာလည်းစားတမှုကပြီးဆုံးသဘောမို့ဥရစာဖို့တရားလာတွားကြရအောင်အချိန်မရတော့ဘူးပြောဆိုကကြံတော့အသားတရုံးဟာပြေရှာရန်အလုပ်ဖို့တေကြီးလုပ်ရဲ့ကြောင့်ဥရစာမိုက်ခနဲနေအောင်ဖြစ်သွားရသည်အန်အောထိတ်လန့်ဖွယ်ရှောက်ချားဖွယ်ဖြစ်အောင်ဖို့တေကြီးလုပ်ရဲ့ဖိုးဒီမှာကျိုးတင်ကယူဆောင်လာသည့်အိတ်ထဲမှအသားများအားထုတ်ယူကပြချလိုက်ခြင်းကြောင့်ဖြစ်တယ်။ငါသာမင်းဘလို့လို့စကားပင်မဆုံးလိုက်ပါပဲမြေမုံများကြားမှထိုးထွက်လာတဲ့နတ်ဆိုးကြီးများနတ်ဆိုးမှတကောင်လည်းမဟုတ်နောက်တဲ့၃ကောင်တောင်ထိပ်ပြီးပေါ်လာခြင်းဖြစ်တယ်။ထိုဖြစ်ရနှင့်အတူထင်မှတ်မထားတဲ့အဖြစ်နဲ့အထင်လွဲမှမှုကြောင့်ဖိုးတေပင်အကြောင်းသားရက်ကြည့်စွန့်အားထိတ်လန့်လို့နေရှိပြီငါသားမင်းကွာဒါစီးဖောက်တာပဲစီးဖောက်ခြင်းအတွက်ငါမှာအပြစ်ရှိတဲ့စိတ်နဲ့ကုစုံငါခံစားကအပြစ်တက်နေပြီငါသားကညမဟာစမ်းကြတယ်ငါဟာဘယ်ကညမသဘောတိုင်းစက်ဝန်းကရုံမထွက်နိုင်ပါပဲခုဆိုငါဟာထိုအပြစ်တန်တက်နေခဲ့ပြီဘေးဘက်စီးဝိုင်းအပြင်ဘက်မှာတော့ပတ်ချဝင်းရံတဘောတဲ့ဘက်တဘောဖြစ်စီးအပြင်ဘက်မှာဝင်းရံကနေသည့်ချောင်းမြောင်းကနေသည့်နတ်ဆိုးကြီးများ
ငါသားမင်းငါမရှိတော့လေကောင်းစွာရှင်သန်ခွက်ကောင်းသောအလုပ်ကောင်းသောစိတ်ဖြစ်ကောင်းသောအကြံကောင်းသောအတွေ့ဖြစ်ကောင်းမှန်ရာကိုလုပ်ခဲ့ပြီးတော့ငါသားဂတိတစ်ခုတော့ပေးခွက်မင်းအပြင်ရောက်တာနဲ့ဒီနေရာကိုမင်းဖြတ်စည်းပေးခွက်အဖေဘာလို့မလို့လဲငါကညမတိုင်းပေါ့ကွာငါသားအသင့်မြင်ထားကွာရွှေတွေတော့မင်းကောက်ယူသွားအောင်မင်းလောဘအတိုင်းမင်းရွှေတွေမင်းယူပါရော့အခုဆိုကရွှေတယ်ထားသည်မိမိချာမအိတ်အားတာဖြစ်သူဖို့တရားကံပေးလေသည်ထို့တော့ငါသားလူလေကောင်းမွန်ရာကောင်းမယ်ရာလောကကြီးမှာရှင်သန်နေထိုင်ခွဲခဲ့ပြောဆိုကစီးအပြင်တို့ခုံထွက်ခါနတ်ဆိုးတွေအားဆွဲကားလုံးလိုက်လေသည်ဖခင်တယောက်ဤမေတ္တာတရားအားဖော်ညွှန်းပေးသလိုဒါအသက်နေရင်းလိုက်ရသည့်ဖခင်တယောက်ဤတက်တည်ပြမှုပင်ဖြစ်ပေလိမ့်မယ်ထို့အပြင်နာကျင်မှုကြက်ခဲမှုတွေကြားကနေပြေတော့ဟုပြောဆိုပြီးလို့ဖို့တေမှာမျက်ရည်တွေအပြည့်ဆွနေမှုတွေနောင်တတရားတွေကြားကခြေကုံတုတ်သဘောဖြင့်ဖခင်ကြီးဤအဖြစ်ဆိုးကိုမကြည့်ရက်တဲ့ဖွဲ့ကြောခိုင်းကဖြစ်ပြေးထွက်လာခဲ့သည်လာရလမ်းမှာကျိုးကိုဆွဲကာဖြစ်အဝသူရောက်ကတွင်းအောက်သို့ငုံကြည့်ရနာကျင်သောအတန်းနဲ့ကြီးအားနောက်ဆုံးကြားလိုက်ရပြီတော့သည်ထို့အတူမျက်ရည်တွေဟာလည်းထိုတွင်းဝမှကြာဆင်းသွားလေခြင်းဖြင့်အညိုးကြီးစွာတောက်လောင်နေသောဝါမျိုးနေသောစူညံတဲ့ညညူတဲ့ဝကြွေးခံဘဝလောကငယ်သားများ၏နာကျင်သောထို့အပြင်ခြေနဲ့သောပင်လောရဲ့မတိတဲ့အသည်များအားမီးလောင်နေသောတစ်ပင်နတ်ကြီးစီမှထွက်ပေါ်နေသလိုမိကလည်းဝါမျိုးကပြီးတောက်လောင်နေ၏ထို့အပြင်ဖိုးတေမှလည်းနောင်တတရားများအားပွေးပိုက်ခါဖြစ်လက်ထဲကရွှေတုံးကလေးများအားစိုက်ကြည့်ကာဖြစ်ကြောခိုင်းကထွက်ခွာလာခဲ့လေတော့သည်တစုံတစ်ခုရလေရင်ဖြစ်မနောမယရွှေညောင်ဟုတ်ကဲ့ကျွန်တော်ခုတင်ဆက်ပေးတော့မနောမယရွှေညောင်ရေးသားထားသည့်ပရဆန်းကျဲဇနန္ဒဘုဖြစ်သည့်နတ်ဆိုးဤယတနာတိုက်ဆိုသောဇလန်းလေးကြိုက်နေတတ်မယ်ထင်ပါတယ်